စိတ်ဖိစီးမှုဟာအစာကြေစနစ်တပေါ်ဘယ်လိုတက်ရောက်မှုရှိစေသလဲကျွန်တော်တို့ရဲ့ဦးနှောက်ဟာစိတ်ဖိစီးမှုကိုရိုးရိုးရှင်းရှင်းလို့မမြင်ပဲ change ချောက်မှု threat တစ်ခုအနေနဲ့သတ်မှတ်လိုက်ပါတယ်အဲ့ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာအစာကြေဖြတ်ခြင်းလုပ်ငန်းစဉ်ဟာဦးစားပေးအဆင့်မဟုတ်တော့ပါဘူးခန္ဓာကိုယ်ကစွမ်းအင်တွေကိုအစာကြေဖို့အတွက်မသုံးတော့ပဲအသက်ရှင်သန်ရေးအတွက်ပိုမိုအရေးကြီးတဲ့တခြားသောအင်္ဂါအပိုင်းအစိုက်တွေစီကိုပို့လွှတ်လိုက်ပါတယ်ဒီဖြစ်စဉ်မှာတွဲလေပတ်မှုစနစ်ကလည်းပုံစံပြောင်းသွားကတင်းရဲ့အစာကြေစနစ်ကအလုတ်လုတ်တာနှေးကွေးသွားပြီးပိုက်စားတဲ့အာယုံတွေပါမင်းမင်းပျောက်ကွယ်သွားရတာဖြစ်ပါတယ်နိဂုံးချုပ်အနေနဲ့ပြောရရင်စိတ်ဖိစီးမှုကြောင့်အစာမစားခြင်းတဟာတင်းခန္ဓာကိုယ်ကတင်းကိုအန်ဒီယေကနေကာကွယ်ဖို့အတွက်အားအင်ကိုစုစည်းနေတာပဲဖြစ်ပါတယ်ဒါကြောင့်ကျန်းမာတဲ့အစာကြေစနစ်ကိုပိုင်ဆိုင်ဖို့ဆိုရင်စိတ်ဖိစီးမှုတွေကိုရှော့ချဖို့ကလည်းအလွန်အရေးကြီးပါတယ်လို့အကြံပြုလိုပါတယ်